မင်္ဂလာပါ Smart Teaching House ကနေကြိုဆိုပါရစေဒေါက်တာစနီပါဒီဗီဒီယိုလက်ဆောင်လေးကတော့ web development ကိုအခြေခံနေစာပြီးတော့လေ့လာနေတဲ့သူတွေအတွက်ရွယ်ပါတယ်ဒီဗီဒီယိုလေးမှာဆိုရင်တော့ကိုယ့်ရဲ့ web page မှာဒီ HTML language ကိုသုံးပြီးတော့ table တစ်ခုဖန်တီးဖို့အတွက်အသုံးပြုရမယ့် tab တွေအကြောင်းကို example coding လေးနဲ့ရှင်းပြပေးပါမယ်အဲ့တော့ကိုက web page မှာဆိုရင်ကို represent လုပ်ချင်တဲ့ data တွေပေါ့နော် data လို့ပြောလိုက်လို့ရှိရင်စာသားတွေလည်းဖြစ်နိုင်တယ်ပုံတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုစာသားတွေပုံတွေကိုကိုကtable ပုံစံလေးနဲ့ဇယားပုံစံ table လေးနဲ့ကိုကပြလိုက်ခြင်းအဖြစ်ပေါ့နော်ကိုယ့်ရဲ့web page ကိုမြင်လိုက်တာနဲ့ကိုပြောချင်တဲ့ data ကိုရှင်းရှင်းလင်းလင်းနဲ့ကိုပြချင်တဲ့အကြောင်းအရာကိုရှင်းရှင်းလင်းလင်းနဲ့လင်းလင်းတကူနားလည်စေနိုင်မှုအတွက် table ကိုအသုံးပြုတာပဲဖြစ်ပါတယ်အဲ့တော့ဒါဆိုရင် table မှာ row တွေ column တွေပါတယ်ပေါ့နော်အဲ့တော့ဒါဆို HTML language မှာဒီလိုမျိုး table တစ်ခုကိုဖန်တီးဖို့အတွက်ဆိုသုံးရမယ့် tab တွေကတော့နံပါတ်1ကတော့ table tab ပါနံပါတ်2ကတော့ row တွေအတွက် tr tab ကိုသုံးပြီးတော့ column အတွက်ဆိုရင်တော့ td tab ကိုသုံးပြုပါတယ်ဒါဆိုလို့ရှိရင်ဆက်ပြီးတော့ဒီtab လေးကိုအသုံးပြုပြီးတော့ table တစ်ခုကိုဘယ်လိုမျိုးဖန်တီးလဲဆိုတာကို example coding လေးနဲ့ဆက်ပြီးတော့ပြောပြပေးပါမယ်HTML file ထဲမှာ table တစ်ခုဖန်တီးရမယ်ဆိုရင် HTML ရဲ့ body tag ဖွင့်တဲ့အပိတ်ကြားထဲမှာ table လေးကိုရေးရပါမယ်အဲ့တော့ table တစ်ခုရေးဖို့အတွက်ဆိုရင်တော့ table tab လေးကိုဖွင့်မယ်အဲ့တော့ table tab ဖွင့်တဲ့အပိတ်ကြားထဲမှာ table ရဲ့ row တွေ column တွေကိုဆက်ပြီးတော့ရေးရပါမယ်အခုရေးပြချင်တဲ့ table လေးမှာဆိုရင် row 3ခုပါမယ် column 2ခုပါပါမယ်အဲ့တော့ဒါဆိုရင်ပထမအဆုံးအနေနဲ့ table ရဲ့ first row လေးကိုရေးဖို့အတွက်ဆိုရင်တော့ tr element လေးကိုဖွင့်မယ်အဲ့တော့ tr element တနည်းအားဖြင့် tr tab ပေါ့နော်တူတူပါပဲအဲ့တော့ tr tab ရဲ့အဖွင့်ပိတ်ထားထဲမှာကိုကcolumn နှစ်ခုကိုရေးပေးပါမယ်အဲ့တော့ column ရေးဖို့အတွက်ဆိုရင်တော့ td tab လေးကိုရေးပါမယ်အဲ့တော့ td tab အဖွင့်အပိတ်နှစ်တွဲရေးပေးပါမယ်အဲ့တော့ဒါဆိုရင်ကိုထည့်ခြင်းတဲ့ data လေးတွေက td ရဲ့td tab အဖွင့်နဲ့အပိတ်ထားထဲမှာရေးပေးပါမယ်အခုဆိုရင် name ဆိုတဲ့စာသား data လေးရဲ့နောက်က major ဆိုတဲ့စာသားလေးကိုရေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ table ရဲ့ first row မှာ column နှစ်ခုရေးပြီးသွားပါပြီဒါဆိုရင်တော့ second row ဆက်ပြီးရေးပါမယ်အဲ့တော့ t ကတတွဲလေးကိုဖွင့်လိုက်ပါတယ်အဲ့တော့ဒီဒုတိယ row မှာလည်းရှေ့ရ row လိုပဲ tt နှစ်တွဲရှိပါမယ်အဲ့တော့ tt အဖွင့်ပိတ်တစ်တွဲနောက်က tt အဖွင့်ပိတ်တစ်တွဲရှိပါမယ်ဒါဆိုရင်ဒီ tt ထဲမှာလည်းစာသားလေးထည့်ပါမယ်ဒါဆိုရင် second row ရဲ့ column နှစ်ခုရေးပြီးသွားပါပြီဒါဆို third row ကိုသွားပါမယ် third row ရဲ့ tr အဖွင့်ပိတ်ကိုဖွင့်လိုက်ပါမယ်ဒီမှာလည်း column နှစ်ခုဆိုတော့ tt အဖွင့်အပိတ်နှစ်တွဲရေးပြီးပါမယ်အဲ့တော့ဒါဆိုရင် tt အဖွင့်နဲ့ပိတ်ကြားထဲမှာကိုရေးမဲ့စာသားလေးကိုထည့်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့3 row 2 column နဲ့ table လေးတစ်ခုကိုဖန်တီးပြီးသွားပါပြီအဲ့တော့ဒီ table လေးကို browser ထဲမှာ run ကြည့်အောင်နော်table လေးကို browser မှာ run လိုက်တဲ့အချိန်မှာ3 row နဲ့2 column ထွက်လာပြီပေါ့နော်ဒါပေမဲ့ table ရဲ့ဘောင်လေးပါမလာဘူးပေါ့ဒါဆိုရင် table တစ်ခုမှာသူ့ရဲ့ဘောင်ပေါ့တနည်းအားဖြင့် border လေးထည့်တော့မယ်ဆိုရင်တော့ table tab ရဲ့ attribute တွေဖြစ်တဲ့ border attribute လေးကိုသုံးပြီးတော့ရေးပေးရပါမယ်အဲ့တော့ table tab ထဲမှာ border ဆိုတဲ့ attribute မှာ1ဆိုတဲ့ value လေးကိုထည့်လိုက်ပါမယ်အဲ့တော့ဒါလေးဆိုရင်ပြန် run ကြည့်မယ်နော်ဒါဆိုလို့ရှိရင်တော့သူ့မှာဘောင်လေးရလာပြီပေါ့နော်border လေးရလာပြီဒီ table လေးမှာအဲ့တော့ table ရဲ့ border ကအခုဆိုရင်ဒါ1ပေးထားတာပေါ့နောက်ထပ်ခဏန်းတွေထပ်ပေးလို့ရပါတယ်အဲ့တော့ဥပမာထားပါတော့5ပေးလိုက်မယ်ပေါ့နော်5ပေးလိုက်တယ်ဆိုရင်တော့ဘောင်လေးကသူ့ရဲ့ဘောင်အထူလေးကပို့ပြီးတော့ထူသွားပါတယ်ဒါဆိုရင်ကိုကဟိုလိုချင်တဲ့ border အထူလေးတွေကိုစိတ်ကြိုက်ထားလို့ရပါတယ်နောက်တစ်ခုကတော့ကိုကပေါ့နော်ဒီ table ရဲ့ width ကိုယ့်ရဲ့ browser width တိုင်းအကျယ်တိုင်းထားစင်နေဆိုရင်တော့ table tab ရဲ့ width attribute မှာသွားပြီးတော့ပြင်လို့ရပါတယ်ဒါဆိုရင်တော့ table tab ရဲ့ width attribute မှာဆိုရင် 100% ပေးလိုက်ပါမယ်
ဒါဆိုရင်တော့ဒီ table ရဲ့ width ဒီကိုယ့်ရဲ့ browser width အတိုင်းပဲအပြည့်မြင်ရမှာပဲဖြစ်ပါတယ်။ဒါဆိုရင် table ရဲ့ width ကိုက browser width ရဲ့တစ်ဝက်ပေါ့နော်။တစ်ဝက်လောက်ပဲမြင်ချင်တယ်ဆိုရင်တော့ခုနကတော့ table tab ရဲ့ width attribute မှာ100%မပြီးတော့ဘူး50%ပဲပေးလိုက်ပါတော့မယ်။ဒါဆိုလို့ရှိရင်တော့table ရဲ့ width က browser ရဲ့ width ရဲ့တစ်ဝက်ထိပဲရောက်မယ်ပေါ့နော်။အဲ့တော့ဒါဆိုလို့ရှိရင်ဒါလေးကတော့ table tab ရဲ့ border attribute နဲ့ width attribute သုံးရလိုက်တာပါ။အဲ့တော့ဒီ table မှာဆိုလို့ရှိရင်3 row ပါတယ်ပေါ့အဲ့3 row မှာဆိုပထမ row ဖြစ်တဲ့ပထမ row ထဲမှာရှိရဲ့ name ဆိုတဲ့ data ရဲ့ major ဆိုတဲ့ data ကိုကိုကဘိုးလေးနဲ့ပြီးလို့ရှိရင်အလယ်လေးမှာပေါ်ခြင်းတယ်ပေါ့ပြောချင်တာတော့ heading ပုံစံလေးပေါ်ခြင်းတယ်ဆိုရင်တော့ဘယ်လိုလေးပြောင်းရမလဲဆိုရင်အခုသုံးထားတာက column တွေကို TT element ကိုသုံးထားတာပါအဲ့တော့ကိုကheading ပုံစံမျိုးလေးပေါ်ခြင်းတယ်ဆိုရင်တော့ TT အစား TH ကို TH tab လေးကိုပြောင်းပြီးတော့သုံးလို့ရပါတယ်ဒါကတော့ heading column တနည်းအားဖြင့် heading cell တွေအတွက်ပါဒါဆိုလို့ရှိရင်တော့ဒီ first row ဒီ first row ရဲ့ column လေးတွေကို TT အစား TH နဲ့သုံးလိုက်တဲ့အတွက်ကြောင့်မို့လို့ဒီ first row ရဲ့ first column နဲ့ second column ဒီ second column ထဲမှာရှိတဲ့ data တွေဒီဘာဖြစ်သွားလဲဆိုလို့ရှိရင်တော့သူ့ရဲ့စာသားလေးတွေကဘိုးထင်းထင်းလေးနဲ့အလယ် center လေးမှာပေါ်နေမှာပဲဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ကိုရေးချင်တဲ့ column ဒီပုံမှန် normal column ပဲလားဒါမှမဟုတ်လို့ရှိရင် heading နေနဲ့ရေးချင်တာလားဆိုပြီးတော့ဖြေးပြီးတော့ရေးလို့ရပါတယ်အဲ့တော့ဒီ example လေးကတော့ table တစ်ခုဘယ်လိုဖန်တီးမလဲ table ရဲ့ဖန်တီးရဲ့စီမှာလည်းသုံးရမယ့် tab တွေဖြစ်တဲ့ table tab တို့row tab ဆို tr tab တို့ column အတွက်ဆိုလို့ရှိရင် tt tab ပေါ့အဲ့ဒီမှာမှအဲ့ column ဒီ heading column အတွက်ဆိုရင်တော့ th tab လေးကိုသုံးပြီးရေးလို့ရပါတယ်အဲ့တော့ဒီ example လေးကတော့ table တစ်ခုကိုဖန်တီးပြီးရေးသားပြတဲ့ example လေးပဲဖြစ်ပါတယ်အဲ့တော့နောက်ထပ်lecture လေးမှာလည်း HTML နဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ share လေးလုပ်ပြသွားပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်